ဇလန်းကကပီယာလို့ခေါ်တဲ့စိတ်တက်ကြနေတဲ့အမျိုးသားတယောက်စီကားနေတဲ့ဈေးထဲမှာငါးဆိုရှာဖွေနေတာနဲ့စတင်ပါတယ်။အိမ်ပြန်လန်းပန်းဆိုင်မှာတစ်ခွက်ဖြူလေးတွေကိုမြင်လိုက်ရတဲ့အခါကွယ်လွန်သွားပြီဖြစ်တဲ့ဇနီးတင်နဲ့ဖြတ်တန်းခဲ့ရတဲ့ပျော်ရွှင်စရာဘဝဟောင်းကိုသတိရသွားပါတယ်။ကပီယာအိမ်ပြန်ရောက်တဲ့အခါတခိုးထွက်ခဲ့ဆန်းလို့អော်လိုက်တော့အိမ်ကြီးချင်းမလေးနာအိုမီကလက်မြောက်ပြီးထွက်လာပါတယ်။နာအိုမီကဒီတစ်ခါဘာမှမခိုးထားကြောင်းနဲ့သူမရဲ့အကြောင်းပြောပြဖို့ကြိုးစားပေမဲ့ကပီယာကတကားကိုလိုင်းဆိုင်စွာပိတ်လိုက်ပါတယ်။ခဏကြာမှကပီယာကသူ့ရဲ့အပေါင်ဆိုင်ကိုဖွင့်ပြီးနာအိုမီရဲ့တေးဂီတာဆက်အတွက်အကျွေ900ပေးပါတယ်။နာအိုမီကငားဟင်းကြိုက်တာကိုသိလို့ကပီယာကသူမကိုနေ့လည်စာတူစားဖို့ဖိတ်လိုက်ပါတယ်။ထမင်းစားရင်နာအိုမီကသူမရဲ့လောက်ကတိကိုပြရမှာကပီယာဇနီးရဲ့ပစ္စည်းနဲ့ထပ်တူဖြစ်နေပါတယ်။အဲ့ဒီမှာပဲသူမအမေအန်နာရောက်လာပြီးနာအိုမီကိုစူပူခေါ်သွားပါတယ်။အန်နာကကင်မရာတစ်လုံးကိုအပေါင်ပေးပြီးကပီယာစီကပတ်စံတော်များများယူသွားပါတယ်။ဒါပေမဲ့အန်နာဟာဘားမဲ့တယောက်ဖြစ်ပြီးပြင်းထန်တဲ့မူရစ်ဆေးဆွဲသူဖြစ်နေပါတယ်။အန်နာမူရစ်နေချိန်တွေမှာနာအိုမီဟာကပီယာအိမ်မှာပဲအချိန်ကုန်လေးရှိပြီးတခါတရံအိပ်ပျော်သွားတတ်ပါတယ်။နာအိုမီဟာကပီယာနဲ့စကားပြောရင်းအိပ်ပျော်သွားခဲ့ပါတယ်။ကပီယာနိုးလာတဲ့အခါနာအိုမီမရှိတော့ပေမဲ့သူမချေပေးခဲ့တဲ့လက်သေးနီလေးတွေကိုတွေ့လိုက်ရပါတယ်။ကပီယာဟာနာအိုမီရဲ့တေးဂီတာဆက်ကိုနားထောင်ရင်းဇနီးတဲ့ရဲ့ကူပေးမှန်ကိုသွားပြီးဆူတောင်းပေးပါတယ်။အပြန်လမ်းမှာနာအိုမီဟာကြောင်းလွယ်အိတ်ခိုးဖို့စူးစမ်းရင်းရဲတွေနဲ့မိနေတာကိုတွေ့ရပါတယ်။နာအိုမီကကပီယာကိုမြင်တော့အကူအညီတောင်းပေမဲ့ကပီယာကမသိသလိုနဲ့အေးဆက်စွာထွက်သွားပါတယ်။အဲ့ဒီညမှာပဲကပီယာကခိုးတာတွေရက်ဖို့ပြောပေမဲ့နာအိုမီကစိတ်ဆိုးပြီးထွက်ပြေးဖို့လုပ်ပါတယ်။သူမကိုလူတိုင်းကအတုံးမကျသူလိုဆက်ဆံကြကြောင်းနဲ့ကပီယာစီကအခုလိုအေးဆက်တဲ့လုပ်ရမျိုးမမျှော်လင့်ထားကြောင်းငိုယိုပြောပြပါတယ်။သူမကကပီယာကိုမမုန်းနိုင်ကြောင်းပြောပြီးငိုကထွက်ပြေးသွားတော့ကပီယာနောင်တရသွားပါတယ်။နာအိုမီအိမ်ပြန်ရောက်တဲ့အခါသူမအမေကိုလူမိုက်တွေကနှိပ်စက်နေတာတွေ့ရပါတယ်။ကပီယာအိမ်ပြန်ရောက်ချိန်မှာလူမိုက်တွေကနာအိုမီတို့ကိုကားနဲ့ဖမ်းခေါ်သွားပါပြီ။ကပီယာအစွမ်းကုန်လိုက်ပေမဲ့မမီတော့ပဲနာအိုမီမှန်တကားကိုရိုက်ပြီးအကူအညီတောင်းနေတာကိုပဲကြည့်နေရပါတယ်။ဇလန်းကနောက်ကျောင်းပြန်သွားပြီးရဲရရှိတုတ်နဲ့အဖွဲ့ကမြို့ထဲကမူရစ်ဆေးနဲ့အင်္ဂါရဲ့ရောင်းဝယ်တဲ့ခိုင်းတွေကိုနှိမ်နှင်းဖို့ဆွေးနွေးပါတယ်။ခိုင်းကောင်းဆောင်မနူးနဲ့သူ့ရဲ့လက်ရုံးတွေဖြစ်တဲ့ဖောင်ဘောအတဝင်လူကတ်နဲ့ကယ်ဗင်ညီကိုတို့အကြောင်းကိုသိရပါတယ်။အန်တီကာလာဆိုသူကကလေးပြည့်တစားနဲ့အလုတ်ကျန်းတွေခိုင်းစေတဲ့လုပ်ငန်းကိုလုပ်ပါတယ်။ရဲတွေကမူရစ်ဆေးလွှဲပြောင်းမဲ့ဖောင်ဘောကိုဖမ်းဖို့စီစဉ်ထားပါတယ်။အန်နာကဘာမှကနေတော့ဖောင်ဘောစီကမူရစ်ဆေးတွေကိုခိုးယူသွားပါတယ်။ဖောင်ဘောကရဲတွေကိုတိုက်ခိုက်ပေမဲ့ရဲရရှိတုတ်ကသူ့ကိုတစ်ချက်ထဲနဲ့လက်သီးနဲ့ထိုးပြီးဖမ်းလိုက်ပါတယ်။မူရစ်ဆေးတွေပျောက်သွားလို့ကယ်ဗင်ကဘားကိုရောက်လာပြီးဝန်ထမ်းကိုနှိပ်စက်ပါတယ်။မနူးကကယ်ဗင်ကိုပြင်းပြင်းထန်ထန်နှိပ်စက်ပြီး3ရက်အတွင်းဆေးတွေပြန်ရှာခိုင်းပါတယ်။ကယ်ဗင်ကအန်နာလက်ချက်မှန်သိသွားပြီးသူ့မနောက်ကိုလိုက်ပါတယ်။မျက်မှောက်ကာလမှာကပီယာအိမ်ကိုလူမိုက်တွေရောက်နေပြီးကပီယာကသူတို့ကိုအလွယ်တကူနှိမ်နင်းလိုက်ပါတယ်။လူကတ်ကကပီယာစီဖုန်းဆက်ပြီးအန်နာတို့အိတ်ကိုပြန်ပေးဖို့မပေးရင်နာအိုမီတို့ကိုတတ်မယ်လို့ချင်းချောက်ပါတယ်။ကပီယာကကလေးမလေးကိုကယ်ဖို့အိတ်ကိုအသာတကြီးပေးလိုက်ပါတယ်။လူမိုက်တွေကဖောင်ဘောကိုပြစ်တက်ပြီးထွက်သွားပါတယ်။ကပီယာလိုက်ပေမဲ့မမီပါဘူး။လူမိုက်တွေကကပီယာရဲ့ကျွမ်းကျင်မှုကိုသဘောကျပြီးသူ့ကိုအသုံးချဖို့ဆုံးဖြတ်ပါတယ်။လူကတ်ကကပီယာကိုမူရစ်ဆေးအထုပ်ပို့ခိုင်းတဲ့အပေးယူတစ်ခုလုပ်ပါတယ်။ကပီယာကခိုင်းတဲ့အတိုင်းပါဆယ်ထုတ်ကိုသွားယူပါတယ်။အဲ့ဒီအထုပ်ထဲမှာမူရစ်ဆေးတွေထည့်ထားတဲ့အယုတ်ကားလေးဖြစ်နေပါတယ်။ရဲတွေကသတင်းရလို့ကပီယာစီလိုက်လာပါတယ်။ကပီယာကခေါင်းကျုပ်မနူးစီဆေးထုတ်ကိုသွားပို့ပါတယ်။အဲ့ဒီအချိန်မှာရဲတွေရောက်လာပါတယ်။ဒါဟာကယ်ဗင်ကမနူးကိုဒုက္ခပေးဖို့ကပီယာကိုအသုံးချပြီးရဲကိုသတင်းပေးလိုက်တာပါ။ရုံးရင်းဆန်ခတ်ကြမှာမနူးထွက်ပြေးသွားပါတယ်။ကပီယာကမနူးနောက်ကိုကားနဲ့အပြင်းထန်လိုက်ပါတယ်။မနူးလွတ်သွားပြီးကပီယာဟာရဲရရှိတစ်နဲ့ရင်ဆိုင်ရပါတယ်။ကပီယာကားနောက်ဖုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအင်္ဂါရက်တွေအကုန်ထုတ်ယူခံထားရတဲ့အန်နာရဲ့ရုပ်လောင်းကိုတွေ့ပြီးတုန်လှုပ်သွားပါတယ်။ရဲတွေကကပီယာကိုဖမ်းပြီးစစ်ဆေးပါတယ်။ကပီယာရဲ့နောက်ကျောင်းကိုဘာမှရှာမတွေ့ပါဘူး။ရဲတွေကအန်နာဟာအရှင်လက်လက်အင်္ဂါရက်ထုတ်ယူခံရတာလို့ပြောပြီးကပီယာကိုဝန်ခံခိုင်းပါတယ်။ကပီယာဟာနာအိုမီရဲ့ပစ္စည်းလေးတွေကိုမြင်ပြီးသူမကိုကယ်ဖို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ကပီယာဟာရဲစခန်းကနေအရာရှိတွေကိုတိုက်ခိုက်ပြီးထွက်ပြေးသွားပါတယ်။ရဲတွေစုံစမ်းတဲ့အခါကပီယာဟာထိတ်တန်းစစ်ဖက်ဆိုင်ရာထောက်လှမ်းရေးအေဂျင့်ဟောင်းတယောက်မှန်သိသွားပါတယ်။နာအိုမီကတော့အန်တီကာလာရဲ့လက်ထဲမှာရှိနေပါတယ်။ကယ်ဗင်ကမနူးကိုဖမ်းမိပြီးသူ့ကိုနှိပ်စက်ပြီးတတ်ဖို့လုပ်ပါတယ်။ကပီယာဟာလူမိုက်တွေရဲ့ဖုန်းကတဆင့်တဲလွန်စားလိုက်ပါတယ်။ကပီယာဟာလူမိုက်တွေကိုတယောက်ချင်းစီတိုက်ခိုက်ပြီးဘီဂျူးစီရောက်အောင်သွားပါတယ်။ကပီယာဟာကလပ်တစ်ခုတည်းကိုဝင်သွားပြီးကယ်ဗင်နဲ့တိုးပေမဲ့တယောက်ကိုတယောက်မမှတ်မိကြပါဘူး။ကပီယာဟာဘီဂျူးကိုဖမ်းမိပြီးနာအိုမီဘယ်မှာလဲလို့နှိပ်စက်မေးမြန်းပါတယ်။အဲ့ဒီမှာထိတ်တန်းလူမိုက်အတလာရောက်လာပြီးကပီယာနဲ့ပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားပါတယ်။ကယ်ဗင်ကရဲတွေရောက်လာလို့တိုက်ပွဲကိုရပ်ခိုင်းပြီးကပီယာကိုဖုန်းတစ်လုံးပေးလိုက်ပါတယ်။ကယ်ဗင်ကပီယာကိုလှောင်ပြောင်ပြီးကပီယာကလည်းသူတို့ကိုအပြက်ရှင်းမဲ့အကြောင်းပြန်ပြောပါတယ်။ဒဏ်ရာရထားတဲ့ကပီယာဟာဆေးဆိုင်ကနေပစ္စည်းတွေယူပြီးသူ့ရဲ့အိမ်ဟောင်းမှာကိုယ်တိုင်ကုသပါတယ်။သူဟာအတိတ်ကဇနီးတဲ့နဲ့ရင်သွေးလေးကိုအကြမ်းဖက်သမားတွေလက်ချက်နဲ့ဆုံးရှုံးခဲ့ရပုံကိုပြန်မြင်အောင်နေပါတယ်။ရဲရရှိတစ်ကကပီယာစီဖုန်းဆက်ပြီးနာအိုမီအသက်ရှင်နေသေးကြောင်းပြောပြပါတယ်။နာအိုမီကတော့အာတလာရဲ့ဒဏ်ရာကိုဆေးထည့်ပေးနေတာကိုတွေ့ရပါတယ်။ကလေးတွေကိုမူရစ်ဆေးတည်ယူရမှာဘလို့အသုံးချနေလဲဆိုတာကိုကပီယာတွေ့သွားပါတယ်။ကပီယာဟာလူကက်ရဲ့စခန်းကိုဝင်စီးပြီးကလေးတွေကိုကယ်ထုတ်ပါတယ်။ကပီယာဟာလူကက်ကိုပြင်းပြင်းထန်ထန်နှိပ်စက်ပြီးကယ်ဗင်ကိုဖုန်းဆက်ကနာအိုမီကိုလွှတ်ပေးဖို့ပြောပါတယ်။ကပီယာဟာစခန်းကိုဖောက်ခွဲဖျက်ဆီးပြီးကလေးတွေကိုရဲတွေစီအပ်လိုက်ပါတယ်။ကပီယာဟာကယ်ဗင်တို့ရှိတဲ့နေရာကိုတွားရမှာကယ်ဗင်ကနာအိုမီရဲ့မျက်လုံးတွေဆိုပြီးဘူးတဘူးပြပါတယ်။ဒေါသအထုပ်ထိပ်ရောက်သွားတဲ့ကပီယာဟာလူမိုက်အားလုံးကိုတနက်နဲ့အပြက်ပစ်တတ်ပါတယ်
တနက်ကြီးကုံသွားတော့ကပီယာဟာဓားတွေကိုတုံးပြီးလူမိုက်တွေကိုရဲရဲဆက်ဆက်တက်ဖြစ်ပါတယ်နောက်ဆုံးမှာအာတလာနဲ့ကပီယာတို့ဓားချင်းရှင်တိုက်ပြီးကပီယာကအာတလာကိုတက်လိုက်ပါတယ်ကပီယာဟာကယ်ဗင်နောက်ကိုလိုက်ပြီးကယ်ဗင်ရဲ့ကားကိုပါဖောက်ခွဲဖျက်ဆီးပစ်လိုက်ပါတယ်အားလုံးဆုံးရှုံးသွားပြီးထင်လို့ကပီယာကိုတက်သေးဖို့လှုပ်ချိန်မှာနာအိုမီပေါ်လာပါတယ်တကယ်တော့အာတလာဟာနာအိုမီရဲ့ကျင်နာမှုကိုတတိယပြီးသူမကိုမတက်ဘဲဆရာဝန်ရဲ့မျက်လုံးတွေကိုအစားထိုးပြီးကယ်တင်ခဲ့တာဖြစ်ပါတယ်ကပီယာဟာဖမ်းဆီးခံရပေမဲ့နာအိုမီအတွက်အကြောင်းသုံးပစ္စည်းတွေဝယ်ပေးပြီးသူမကိုဂရုစိုက်ဖို့မှာကြားရင်တန်ရောစစ်ကြီးစွာနဲ့ဇလန်ပြီးဆုံးသွားပါတယ်ခင်ဗျာဇလန်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Subscribe လုပ်ဖို့နဲ့ Notification ဖွင့်ထားဖို့မမေ့ပါနဲ့အောင်တော့နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ